ကြားပြန်စကားနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်နားလည်အောင်ရှင်းပြပေးမယ်ကြားပန်ကသူကတစ်မျိုးပဲရှိတယ်နော်တစ်မျိုးပဲရှိတယ်ကိုသူကမူနှစ်မျိုးဖြစ်နေတယ်အဲ့ဒါမူနှစ်မျိုးဖြစ်တယ်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီကြားပြန်ကသူကဒီလိုမျိုးအနီအောင်ပေါ့နော်နည်းနည်းနီးချင်းချင်းလေးရှိတယ်နီးချင်းချင်းလေးနဲ့အခွန်ပါတယ်အဲ့တော့တောင်ပြန်နဲ့ကြားပြန်နဲ့ကိုစပားအခွန်လေးနည်းနည်းဝါနေတော့တချို့ကဒီစပားကိုတောင်ပြန်ဆိုပြီးတော့ပုံတွေတွေကတောင်ပြန်စည်းနဲ့ဝယ်တာတွေလည်းရှိတယ်လို့ကျွန်တော်တော်တော်များများကပြောကြတယ်အဲ့တော့ဒီစပားတွေကမျိုးစပားအတန်နေကျွန်တော်ဝယ်ပြီးတော့စိုက်ထားတာသူကမျိုးစပားရဲ့အိမ်မှာရေးထားတာကသူကခွန်ဝါတောင်ပြန်ဆိုပြီးတော့ရေးထားတာအဲ့တော့ကျွန်တော်ပြန်မေးကြတယ်ဟာတောင်ပြန်နေလားမသိဘူးတကယ်တော့တောင်ပြန်မဟုတ်ပါဘူးဒီမျိုးကကျွန်တော်ကြိုက်လက်မျိုးဆိုတော့ကြိုက်လက်တစ်ပတ်ဒီနောက်ဟိုအောက်ဘက်ကဖြာပုံဘက်ထွက်တဲ့စပားတွေကကြားပြန်တွေကနည်းနည်းလေးအခွန်ကဝါခြင်းတယ်ကျွန်တော်တို့ဒီပေါ်ရန်ကုန်ဘက်ဒီမှာထွက်နေတဲ့ဒီကိုညံကုန်းတို့နော်တွန်တေးတို့ထန်းပင်ဘက်ဒီမှာစိုက်နေတဲ့ဒီကြားပြန်နေလိုမျိုးသူကမနီနေဘူးကြားပြန်ကတချို့တွေကအနီပဲတွေ့တော့အနီဆိုလို့ချင်းရင်ဒါကြားပြန်ဝါနေတောင်ပြန်ဆိုပြီးတော့အဲ့လိုမျိုးပုံစံနဲ့ရှိတယ်အဲ့တော့ဒီကြားပြန်မှာနှစ်မျိုးထွက်လာတဲ့ခါကျရင်ကုံသေးတွေအနီနဲ့လေဝယ်တဲ့ခါကျရင်နည်းနည်းလေးပေါ့ဟိုလေ့လာပြီးတော့ဈေးလေးတွေတခြားဆုံးဖြတ်ပြီးဝယ်ပေးပါတချို့ကုံသေးတွေတချို့တောင်သူတွေတော်တော်ကျွန်တော်ကိုပြောကြတယ်ပေါ့ဝယ်ကျဲတာတော့ကြားပြန်ဆိုပြီးတော့ဝယ်ကျဲတာပေါ့အကိုရဲ့တဲ့ကျွန်တော်တို့ပြန်ရောင်းတော့ကျွန်တော်တို့စပားတွေကဝါနေလို့တောင်ပြန်ဈေးဆိုပြီးတောင်ပြန်ဈေးနဲ့ပဲပေးပါတယ်တဲ့ဆိုအဲ့လိုမျိုးလေးတွေဖြစ်မှာဆိုလို့ပါနော်အဲ့တော့ကြားပြန်ကအခွန်ဝါတာနဲ့အခွန်နီတာနှစ်မျိုးရှိတယ်ကြားပြန်တဲ့တောင်ပြန်ကအပိတာကြီးပါကြားပြန်ကကျွန်တော်တို့အခွန်နီတယ်အလုံးသေးတယ်တောင်ပြန်ကြတော့အခွန်ဝါတယ်အလုံးကြီးတယ်တောင်ပြန်ပုံကဒါကတော့တောင်ပြန်ပုံဖြစ်ပါတယ်တောင်ပြန်ကကြတော့ဒီလိုအခွန်ကအဝါရောင်ဖြစ်နေတာပါနော်အဲ့တော့ကြားပြန်ကြတော့အခွန်ကနီပါတယ်အဲ့တော့တောင်ပြန်နဲ့ကြားပြန်နဲ့မှာအာသာချက်အားနဲ့ချက်ကသူ့ဟာနဲ့သူရှိပြီးသားတောင်ပြန်ကြားပြန်ကကြားပြန်တစ်ခုမှမတူပါဘူးသူကထမင်းမှာလဲကွာတယ်ထမင်းကြတော့စံလုံးမှာကြတော့ကြားပြန်ကစံလုံးသေးတယ်ဒါကတော့ကြားပြန်စံဖြစ်ပါတယ်တောင်ပြန်ကစံတော့ကျွန်တော်ကြိတ်ပြီးသားမရှိတော့ကြိတ်ပြီးသားပုံမပြပေးတော့ဘူးနော်ဒါကတောင်ပြန်စပားနော်တောင်ပြန်စပားကအခွန်ကလုံးဝအဝါမနီးပါဘူးသူလည်းအတောင်ပါပါတယ်ကြားပြန်လည်းအတောင်ပါတယ်ကြားပြန်ကအခွန်နီးတယ်နော်ဒါကတော့လက်ရှိပြထားတာဒါကတော့ကြားပြန်အဲ့တော့ကုံငယ်တွေအနေနဲ့ဝယ်တဲ့အခါကျရင်တောင်သူတွေကိုကြားပြန်ကိုတောင်ပြန်ဆိုပြီးတော့ဝယ်တော့နစ်နာပါတယ်တဲ့တောင်သူတွေဆိုတော့အဲ့ဒါကြောင့်မို့ဒီချာလေးပေါ့လေ့လာပြီးတော့ဝယ်ပေးစီကျင်ပါတယ်နော်တောင်သူများများလည်းကျွန်တော်ကိုတော်တော်များများပြောကြတယ်ကျွန်တော်တို့ကမျိုးအသက်နေဝယ်ဆိုင်ထားပါလျက်နဲ့ကျွန်တော်တို့ရဲ့စကားတွေကိုတောင်ပြန်ဆိုပြီးတော့ပြန်ပြောတော့ကျွန်တော်တို့မှာအကိုရဲ့ရောင်းရတာဒုက္ခတွေရောက်ပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါကြောင့်ကိုကျွန်တော်ရဲ့ကုံတဲ့မိတ်ဆွေညီကိုတွေလည်းတောင်ပြန်နဲ့ကြားပြန်ကိုတည်တည်ကြကြ